ဒီမှာကြည့်မဒီမှာဒါဘောလို့မမီဘီလာကြီးဘာလဲဖြစ်နေကြ 你等下先同人工那干呐， ဘာလို့ခိုင်းတာတော့ 刚我 အားမပါဘူးဟိုဖြစ်ပေါ်ဒီလိုကွာ ဩဒါနဲ့အဲ့ပစ္စည်းအောင် ဒီမှာလေ ဟမ်ဒီကောင်ပြောနေရ အေး ဟာမင်းတော့မဟုတ်သေးပါဘူးကွာတကူတော့လွဲနေပါဒီကောင်ကမျိုးမှာဆိုရင်အသုံးဝင်နေတဲ့ရင်နာပစ္စည်းတစ်မျိုးကွာ ဟုတ်လို့လားတို့ကျော်မင်းဟာလေ ဟုတ်ပါတယ်ဒီမောင်ဒီပေါ်လေးမင်းတို့ကမျိုးမှာကြောင်းမတက်ဘူးကွာဟုတ်တယ်မလားငါနားလိုက်ပြီပါ 嘿，你呀，底下那几个讲，让哪里了嘞？叫什么？ သိစရာမလိုပါဘူးကျုပ်ပြောပြမယ်ကျုပ်မျိုးမှာကြောင်းတက်ဘူးတော့အကုန်လုံးသိကြရမလားကျုပ်တို့မျိုးမှာဆိုရင်ဟောဒီအချောင်း၃ချောင်းတဲ့ပစ္စည်းကအရွယ်ဆုံး size ရှိတယ် 不录嘞。 ဒါပြောတာပြီးတော့သူတို့တွေကဟောဒီပစ္စည်းတွေကိုအိမ်မှာလှဆင်တဲ့ပစ္စည်းတွေဖြစ်သုံးကြတယ်နည်းနည်းလေးကြီးတဲ့ဟာဆိုရင်ဒါဘောလို့နည်းနည်းကြီးတဲ့ဟာဆိုရင်တော့အခုလိုနေရာနေမှာချိတ်ပြီးတော့ပကြီးကားတွေလိုပဲချိတ်ထားကြတယ်ဟောဒီလိုတီးတီးလေးဆိုရင်လူတွေကအိတ်ကက်ထဲမှာစောင့်ထားလေးရှိကြတယ်ဒါပေမဲ့တခုတော့ရှိတယ်ဒီကောင်တွေကလူချမ်းသာတွေမှာစောင့်လို့ရတာလူတိုင်းစောင့်လို့မရဘူး တို့ကျော်ဟုတ်လားကွာဟေ့အဲ့ဒါအန်နီများတယ်နော်မင်းအန်နီဖြစ်နေပဲခြားထားစမ်းပါကွာခြားထား 我စီစဉ်ပေးလိုက်ပါမယ်ချထိုင်စမ်းပါ ဘာမှစီစဉ်ကြမလို့ပါဘူးခန့်နေပါငါမျိုးမှာကြောင်းတက်ခဲ့တာအကုန်လုံးသိပါတယ်ဟုတ်တယ်မလားခေကြီးကလည်းတိုးတက်နေပါပြီကွာအဲ့တော့အသိပညာကြီးမခေါင်းပါကြစမ်းပါနဲ့အိမ်ရောက်မှအဘနဲ့တိုင်ပင်ပြီးတော့ဒီရွာတက်တစ်ခုခုလုံးမှဖြစ်တော့မယ်ဒါကငါတနည်းအားမှာဝတ်တာမြင်ဘူးပါတယ်ဘယ်လိုဝတ်ရဒီလိုဟုတ်လူညိုးမှာဆိုတော့ရှင်းနေ တို့ကြောဟိုလေငါတိတလောက်ကတော့မင်းမြို့မှာចောင်းတော့တာမဟုတ်ပါဘူးဟိုအရင်ကအိမ်မှာမင်းအလဲသွားနေတာမလား ဟေ့မင်းသိတယ်တူတူနေတယ်ဘယ်လိုဖြစ်ငါရီးမြကြီးသွားတယ်ဆိုတော့လေမြို့တက်ရတာပဲလေအဲ့တော့မြို့ရောက်ဖို့ကလည်းတူတူပဲပြီးတော့အဲ့မှာရီးမြရဲ့သားလေးចောင်းသွားပို့တော့လေငါပါဘူးတဲ့အဲ့တော့ចောင်းရောက်ဖို့ကလည်းတူတူပဲမဟုတ်ဘူးလား အေးပါဟဲ့ဒါဆိုလို့ရှိရင်လေဒီကောင်ကတကယ်တရေတုံးကအစ်စ်မဟုတ်ဘူးနော် ဘေးရတာဒါမျိုးကသူတမျိုးခေါ်ကြတာပါငါဗသက်ဖျားနေမေ့နေလို့ ဟုတ်လား ရီတော့ရီပဲကွာဘာရီလဲမသိခဏငါစဉ်းစားမင်းပစိတ်ပြီရီတော့ရီပဲမမီဘီလာကြီးလားအဲ့လိုလား ဟုတ်တယ်အကြီးမြရဲ့သားလေးစီမှာတစ်လုံးရှိတယ်အေးဒါနဲ့ကပုံစံမတူ ဩဟဲ့လာကြီးဆိုတော့ဟိုသူ့လိုက်ရီရလို့လား မင်းဘာရှောက်ပြောနေတော့ မင်းရလေကွာဟဲ့ဒီကောင်လေးမြို့မှာဘလို့အလှဆင်ကြလဲရွာမှာကွာတိတာတက်တာများတာဆိုလို့မင်းတယောက်ပဲရှိရလေကွာဟဲ့မင်းတိတာလေးငါပြောပြပါဦး ပြောပြမှာကွာမင်းရလေဒါဟုတ်ယောက်ျားလေးတော်တော်များများကျတော့ဟိုအိတ်ကထဲမှာထည့်ရသူကထည့်တယ်ပြီးတော့ပစိုးခါကြမှာထည့်ပြီးတော့အလှဆင်နေသူကဆင်းတယ် ဟော မင်းကလေးကျတော့ဒီလိုလက်မှာပတ်ပြီးတော့လက်ဝဲရနာဖြစ်အသုံးပြုကြတာမကြည့်လေအမော်လက်လေဆိုလှမလား အေးကွာဟဲ့အဝိုင်းလေးဆိုတော့ဖြစ်နိုင်တယ်နော်ဟဲ့ဒါပေမဲ့လေဟိုကပုံစားမှာဟိုတို့တဲလောင်းလေးချပြီးတော့ပတ်တာလို့မရလေဘာလို့လဲဆိုတော့ရွာထဲပတ်လို့ရှိရင်ကွာတငယ်မတွေကြည့်လို့ရှိရင် ငါကောင်းပြောမယ်လို့နားထောင်နေရဟဲ့ဒါနဲ့လာတော့ရေကစင်းတော့မလားမသိ ငါရွာဦးကျောင်းဦးမခေါ်တော့မကြသေးဘူးကွာစောသေးတယ်တင်လေ အေးနော်ကြည့်နော်အေးကွာ ရမ်းမထင်လာတော့လေ ရှင်ကိုတို့ကြောင့် လာတော့ကိုယ်ဘယ်တော့ဖြည့်ပေးမှလဲ ဟာကိုတို့ကြောင့်လဲ ဟောဒီနေ့လာတော့လက်ဆောင်တစ်ခုပေးမယ်အဲ့လက်ဆောင်လာတော့လက်ခံလိုက်ပြီဆိုတာနဲ့ဟိုကကို့ချစ်တယ်လို့ယူဆလိုက်တော့မှာ ကိုတို့ကြောင့်လှထုတ်ဘာဖြစ်လို့လဲ ဘာမကြီးဘုံကြောင့်နောက်ကျနေမယ်သွားတော့လေ ဟောလူသားမှာကွာနောက်ကြတယ် သွားတော့လို့အော်အေးနေရာလေးတော်တော်ပူနေပြီ ပူရအေး အော်လာကြပါ လာတော့ဒီမှာကြည့်ဒီမှာကြက်တဲ့ချီ
လာကြီးရလာတော့မကြောက်ဘူးလား ကြောက်ပါဘူးလှထောကကိုတူးကျော်ရုပ်နေ လာတော့တကယ်ပြောရနော် တကယ်ပေါ့အော်ဒါနဲ့ဒါကဘာလဲဘယ်လိုပေါ့ ဟာဒါကိုမျိုးရလူတွေကလာကြီးလို့ခေါ်ကြတယ်ဒီကလူတွေကျတော့အသိပညာရောဘဝတုတော့မရှိတော့ဒါကြီးကိုကြောက်နေကြတာပါဘာဟုတ် လာရည် ဟုတ်တယ်ဘဝဝိပဲလာကြီးဆိုတာဒီလိုဝိရအဲဒီလိုရောင်းလို့ထိုးဒီလားဒီတလေးလာပဲအဲ့ဆိုရင်လာတော့ကိုယ့်ရဲ့လက်ဆောင်ကိုလက်ခံလိုက်ပြီဆိုတော့ဒီညစားပြီလာထော်နေကိုနေရချစ်သူဖြစ်သွားပြီနော် ဟုတ် မိုင်းလေအဲ့ဆိုကိုနောက်ကျနေမှာတော့နော်လာတော့ဒီနေ့ကြားတာ ဟဲ့ကိုကျော်ကိုမလာနေတာဟိုလှထောက်အကိုဖိုးတော့မလားဟဲ့လက်ထဲမှာလည်းစိုးကြကြီးနော် အေးဒီနေ့လာတော့မလာဘူးလားမသိဘူးနေမြမကောင်းလို့လားမသိငေါတော့မရ အေး ကိုတော့ဟုတ်ကိုဘိုးတော့ဟိုလက်ထဲမှာလည်းစွန့်ညင်နေပေါ့ရောက်ကြတော့မလို့လား စောချိုင်းနဲ့ဆိုမှတော့ငါရွယ်ဦးကြမှာတော့တကြီးစီသွား ဟောစိတ်မဆိုးပါနဲ့ကိုဘိုးတော့ရဲ့အရင်ကဆိုလှထော်လေးကပို့နေကြဆိုတော့လေမေးကြည့်တာ အေးဟာမင်းကတကြီးသားရေးပါနားလည်နေမှာမဟုတ်ဘူးနော်မဲလို့ဟိုနေအောင်စီရလို့ဒီနေအောင်စီရလို့တဲ့အယူကောင်နဲ့ငါညမနဲ့သဘောမတူအေးနောက်ပြီးမင်းကတစ်ခါတည်းပြောလိုက်မယ်မင်းငါညမမဟုတ်တဲ့ပစ္စည်းတွေပေးပြီးသူစားထားတာဆိုတာတော့မသိဘူးမ မဟုတ်တဲ့ပစ္စည်းမဟုတ်ပါဘူးဗျာသူတို့က မဲလဲတူတူပဲအဲ့ဒီပစ္စည်းနဲ့အဲ့ဒီကာတူရလို့ပူစားတော့မယ် ဘာဟုတ် လာထော်ထောက်